တဲ့ဟိုကလူကဘယ်သူလဲ ဟောအဲ့အရင်ကအကိုလေခရီးမသွားခင်နဲ့ကိုနဲ့အလွမ်းပြေးသေးလို့ရအောင်ငါပို့ပေး အဲ့လိုလိုက်လာ ကိုဟမ်တဲခီးသွားတော့ချမ်းကပ်မလေးနဲ့မရှုပ်ရဘူး အာရှုပ်เสียတာဟိုကမဟုတ်ရှုပ် တဲကိုဘယ်တော့မှခွဲမသွားရ စိတ်ချဘယ်တော့မှမခွဲပါ ဘူး နော် သိချလို့လား ဩတေးကြပါတယ်ကိုကတဲတယောက်တည်းကိုပဲချစ်တာ အဲ့ဆိုခတိ အေးဂတိဟုတ် ခတိနော် ဟောဂတိပါဟောဒါနဲ့တဲဟာတဲခီးတွေပါတွားတဲ့ခါကျရင်ပတ်စံလို့ငါတိုင်းလွဲပြီလားနော် ဟောမဟုတ်တာကိုက ရလွဲပြီလား ရောက်ပြီ အေး ကျေးဇူးပါ ဟာလေဟိုတဲကိုလည်းနည်းနည်းပါပါပုံလေးပါလို့ကျွေးလိုက်နော် ကိုပေးရလို့ပြောလိုက် အေးဟုတ် အဲ့ဆိုတဲသွားတော့မနော်ကားထွက်ချိန်ကနင်းနေမှာလို့ ဟောအေးတယူဆိုင်တွားတယ်တဲ အော်အဲ့ဒါနေရတက်လာတဲ့အကိုလေရန်ကုန်ခဏရောက်ဒီမှာတွေ့ ဟောခုနကဖုန်းနေနေပါလို့ ဒီမှာကျက်ကိုရတဲ့တဲရုံးနှစ်ယောက်ခီးသွားရင်တော့မဟုတ်ပေးလိုက်တာကိုပေးရလို့ပြောလိုက် အမေဒီလိုဆိုလေရောက်ဖကြီးရသဘောကောင်းတာတော်တော်အော်ဒီလိုကြတော့လေငါကောင်မလေးကငါ့ကိုတော်တော်ချစ်ရှာတာမခွဲဖို့တော့မှသူ့ဘက်ကဂတိတောင်းသွားတယ် တဲကိုဘယ်တော့မှခွဲမသွားရအတိနော် ဟောဂတိ နေပြီးတဲ့ဒုက္ခတွေနဲ့ယူပန်းကရှုံးပွားနေလေ